ရှေ့လေပိုင်းကြီးတွေအရင်တင်းမာနေပါတယ်အခုကတော့ဒါတယ်လီမျိုးပေါ့ဒီနိုင်ငံရဲ့လက်တုံ့ပြန်မှုဖြစ်ပါတယ်ဒုံးကြီးပေါင်းအစင်း900နဲ့အစ္စရေးနိုင်ငံတယ်လီမျိုးအီရန်နိုင်ငံနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်အချို့ဒုံးကြီးတွေတော့အစ္စရေးနိုင်ငံရဲ့ Iron Dome system တွေပြီးတော့ရှာနေတာဖြစ်ပါတယ်တချို့အလုံးတွေကတော့မထိရောက်ဘူးလို့ပြောရမယ်ပြုတ်ကျတာလည်းရှိတယ်သူကြားရောက်ပေါက်ကွဲတာလည်းရှိပါတယ်အရှေ့လေပိုင်းကြီးကအခုချိန်မှာအရင်တင်းမာနေတဲ့အနေအထားရောက်နေပါတယ်အီရန်နဲ့အစ္စရေးကအပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်ဒီနေ့ည3 နာရီလောက်ကပေါ့နော်အီရန်နေပြီးတော့အစ္စရေးနိုင်ငံပေါ်ပြန်လည်တုံ့ပြန်မှုဖြစ်ပါတယ်